月切也是我们主人都叫来了的家，为的个汤锅呀锅塞困呢，塞的马拉塞耶，把马路苗，银汤龟，沙地，玫瑰带，云南草，鸡园，木拉尼耶雷沙，比汤树မြန်မာနိုင်ငံ主地大地，对你看，木地大，湖北苗呢，个前公园。ပညာရည်ချင်းမှာပင်စမတန်းဖြစ်ပြီးအလုတ်အကိုင်ပယံသမားရည်ရွယ်ချက်ရှိရှိထိခိုက်တန်ရာရပြီးတည်ဆုံးမှုတန်တရားဖြင့်2025ခုနှစ်ဧပြီလ6ရက်နေ့တွင်အထူးဒေသဤရဲဌာနမှချုပ်နှောင်ခံရသည်2025မေလ9ရက်နေ့တွင်ဖမ်းဆီးခံရသည်这是木邦县蒙巴区坡坡乡各勤工村文化5年制职业装修工因涉嫌故意伤害罪于2025年4月6日被